စမင်းသားလေးအောင်စဘူကစစ်ကူမင်းဆက်နေရမှာတရုတ်ဆောင်ရောက်မှာဆိုတော့စစ်ကူမင်းအကြောင်းကိုကျွန်တော်ရှာပြီးဖတ်လိုက်တယ်ကျွန်တော်မျက်ရည်ကျပြီးတော့ပြန်ထွက်လာခဲ့ရတယ်။ဘာကြောင့်လဲဆိုတာကိုရှင်းပြပေးပါမယ်။ကုန်းမောင်မင်းဆက်မှာဘင်း17ပါးရှိခဲ့ပါတယ်။အဲ့ဒီ17ပါးထဲမှာစစ်ကူမင်းကတနာစရာအကောင်းဆုံးဘင်းတွေတကတပါလို့ပြောလို့ရပါတယ်။ခမဲတော်စင်ပူရှင်မီဒီယာကြီးကနတ်ရွာမဆန့်ခင်ညီတော်ဖြစ်သူဘိုးတော်ဗျာပဒုံမင်းကိုထီနဲ့မပေးခြင်းလို့တားတော်ဖြစ်တဲ့စစ်ကူမင်းကိုထီနဲ့အနှင်ခဲ့တာပါ။စစ်ကူမင်းနန်းတက်လာပြီးနောက်ပိုင်းမှာတော့နောက်တစ်ချိန်ဘိုးတော်ဗျာဖြစ်လာမယ်။ဦးကြီးတော်ပဒုံစားမောင်ဝမ်းကိုနန်းတွေကနေနှင်ထုတ်လိုက်ပါတယ်။အဲ့ဒီအတိတ်ပဲကအာဇိုကဒီဇက်ကမှမြင့်မြတ်ကိုနန်းတွေကနေနှင်ထုတ်ရမှာဖြစ်ပါတယ်။အစပိုင်းမှာတော့စစ်ကူမင်းရဲ့နန်းသက်အေဂျင့်ခဲ့ပြီးတော့ဖခင်လက်ထက်ကလို့စစ်ပွဲတွေမစင်နွဲတော့ဘဲနဲ့တိုင်းပြည်ငြိမ်းချမ်းရေးကိုပို့ပြီးအလင်းနဲ့ထားခဲ့တဲ့မင်းတစ်ပါးဖြစ်ခဲ့ပါတယ်။ဒါကြောင့်ပဲသူ့လက်ထက်မှာပြည်သူတွေအတော်လေးကိုအေဂျင့်စွာနေနိုင်ခဲ့တယ်လို့ရာဇဝင်တွေမှာဖော်ပြထားပါတယ်။ဒါပေမဲ့နန်းတွေထဲမှာမနာလိုမှုတွေစစ်ကူမင်းကိုအားမလို့အားမရတဲ့မူကြီးမက်ရာတွေကတစ်နေ့တခြားပုံများလာခဲ့တာပါ။စစ်ကူမင်းကစစ်ပင်တစ်ပါးလို့မဟုတ်တော့ဘဲနဲ့သဘောထားနှုတ်မြတ်ပြီးတော့လူတွေကိုအယမ်းယုံကြည်တတ်သူစိတ်တပြောညက်သူသဘောအလွန်ကောင်းတဲ့သူဖြစ်ပါတယ်။အဲ့ဒီယုံကြည်မှုလွန်ကဲတာကပဲသူ့ဘဝကိုပြည့်စည်စေခဲ့တာပါ။ဒီနေ့မှာစစ်ကူမင်းကဖျားဖို့ခီထွက်နေချိန်မှာအခွင့်ကောင်းယူပြီးတော့ဝမ်းခွဲတော်ဆက်သူအသက်19နှစ်သာရှိသေးတယ်။ဖောင်းကားစားမမောင်ကနန်းတော်ကိုတိမ်ပိုက်လိုက်တယ်။ဖောင်းကားစားမမောင်ကစစ်ကူမင်းကိုနန်းချခဲ့ပေမဲ့စစ်ကူမင်းကိုဘာမှမလုပ်ခဲ့ပါဘူး။ဒါပေမဲ့ညံနေတဲ့ဖောင်းကားစားမမောင်ကလည်းဘိုးတော်ဖရာပဒုံမင်းရဲ့အခွင့်ကောင်းစောင့်နေမှုကိုမသိဘဲနဲ့ထင်းနန်း9ရက်ပဲဆန်လိုက်ရပါတယ်။နန်းကျသွားတဲ့စစ်ကူမင်းရောအာဏာရယူထားတဲ့ဖောင်းကားစားမမောင်ကနောက်ပိုင်းမှာဘိုးတော်ဖရာရဲ့လက်ထဲရောက်သွားခဲ့တာပါ။ဘိုးတော်ဖရာရဲ့လက်ထဲအရောက်မှာတော့စစ်ကူမင်းကအာဏာသိမ်းသူဖောင်းကားစားမမောင်ကသူ့ရဲ့မိသားစုမိဖုရားတချို့လည်းကန်ဆုံမိုးအောင်ကြခဲ့ရတယ်လို့တားတော်သမီးတော်တချို့လည်းရေချခံခဲ့ရပါတယ်။ရေချခံခဲ့ရတယ်ဆိုတဲ့စာကိုမြင်လိုက်တော့အောင်စဘိုသေးဆောင်ရမယ့်အပိုင်းကိုတွေးပြီးတော့ဝမ်းနည်းခဲ့တာပါ။စစ်ကူမင်းဘရင်ရေချခံရတာတတ်တော်26နှစ်သာရှိသေးပြီးတော့ဖောင်းကားစားမမောင်ကလည်းအသက်19နှစ်သာရှိပါသေးတယ်။အထက်ပူဆိုတာကစစ်ကူမင်းရဲ့သားသမီးတွေဆိုရင်ငယ်ငယ်လေးနဲ့ရေချခံခဲ့ရတာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်